ထူးခြားတဲ့ super power တွေပိုင်ဆိုင်ထားကြတဲ့တရိษံ၃မျိုးအကြောင်းကိုတင်ပြပေးလိုက်ပါတယ်။နံပါတ်1 Basilic Foot မျိုးဒီ foot မျိုးနွယ်ဟာထိတ်လန့်တာဒါမှမဟုတ်အန်ဒီရဲ့အခုခုကိုအာယုံခံမိတဲ့အခါရေထဲကိုခုန်ချလိုက်ပြီးမဲ့ရေထဲမြုပ်မသွားပါဘူး။အဲ့ဒီအစားရေပြင်ပရောမှာဘာမှမရှိသလိုမျိုးအရှိန်အဟုန်နဲ့ပြေးနိုင်ပါတယ်။တကယ်တော့သူ့လက်ခြေထောက်တွေကိုထူးခြားစွာဒီဇိုင်းထုတ်ထားတာဖြစ်ပြီးအရှိန်နဲ့ပြေးတဲ့အခါရေထဲကိုနစ်ဝင်မသွားအောင်ကူညီပေးတာဖြစ်ပါတယ်။နံပါတ်2မသေးနိုင်တော့ငါးဖမ်းမဒီငါးဖမ်းမဂျယ်လီငါးကတော့သူအိုမဲလာပြီးတော့ခံစားရတဲ့အခါသူ့ရဲ့ခန္ဓာကိုယ်ကိုခလီးဘဝဖြစ်ပြန်လဲပြောင်းလဲပြနိုင်ပါတယ်ဆိုလိုတာကတော့သူ့ရဲ့ဘဝတန်တရားကိုအစော့ကနေအကျဉ်းချင်းပြန်ဆနိုင်တာပါပဲဒါကြောင့်မလို့သိပ္ပံပညာရှင်တွေကသူ့ကိုအိုမင်းချင်းမရှိတေဆုံးချင်းမရှိတဲ့မတည်နိုင်တော့တတော်အဖြစ်သတ်မှတ်ထားကြတာဖြစ်ပါတယ်နံပါတ်3ကာဒီနယ်ငါဒီငါးလီဟာဒိငယ်ဒီလှပပေမဲ့သူ့ကိုအကောင်ကြီးတွေကလိုက်ဖမ်းတဲ့အခါမှာတော့သူ့ရဲ့ပါဆက်ထဲကနေတောက်ပတဲ့အပြာရောင်အလင်းတန်းတွေကိုထုတ်လွှတ်လိုက်ပါတယ်။အဲ့ဒီအလင်းတန်းဟာအလွန်တောက်ပလွန်းတာကြောင့်သူ့ကိုလိုက်ဖမ်းတဲ့ Fairy Sand တွေဟာထိတ်လန့်သွားကြပြီးကာဒီနယ်ငါးလေးအတွက်လွတ်မြောက်ဖို့အခွင့်အလမ်းရရှိသွားစေပါတယ်ခင်ဗျာ။နောက်ထပ်တင်တဲ့ဗီဒီယိုတွေလည်းသိရအောင် like and follow လေးလုပ်ခဲ့ကြပါဦးနော်။